ဒီနေ့မှာတော့ပေါက်စီပြုလုပ်နည်းလေးကိုတောင်းဆိုထားတဲ့သူလေးတွေအတွက်အရန်ရတာရှိတဲ့ပေါက်စီကိုမှအလွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံးပြုလုပ်နည်းလေးကိုလာမျှပြဖြစ်ပါတယ်ပထမဆုံးရေနွေး160 ml ထဲကိုဖြိုးဟာဒီမုတ်ပွားဆဲရေကိုထမင်းစားစွန်းနဲ့တစွန်းစာနဲ့တကြားထမင်းစားစွန်းနဲ့တစွန်းနဲ့တစ်ဝက်စာကိုထည့်ပေးလိုက်ပါတယ်ဖြိုးတို့သုံးတဲ့ရေကရေဘူးမဟုတ်ဘဲနဲ့ပေါ့နော်ရေနွေးနွေးလေးဖြစ်ရမှာဖြစ်ပါတယ်နည်းနည်းလေးနွေးရရင်ပေါ့နော်ပြရနဲ့ဖြိုးကသူ့ကိုနှက်သွားအောင်မှွေထားပေးလိုက်ပါတယ်ရှင်ခဏလောက်မှွေပြီးတာနဲ့9 မိနစ်လောက်နှက်ထားပေးလိုက်ပါတယ်ကဲဒါကတော့9 မိနစ်နဲ့ပြီလို့ရလာတဲ့နေထားလေးပဲဖြစ်ပါတယ်ဖြိုးရဲ့ yeast လေးကလည်းပွားနေပြီပေါ့နော်ဒီနေ့ဟာဆိုလို့ရှိရင်တော့ကဲဖြိုးရဲ့ yeast ကလည်းအစစ်အသစ်ဖြစ်နေပြီဆိုလို့ရှိရင်တော့ပေါက်စီကိုစပြီးတော့လှုပ်ပေးလိုက်ပါမယ်နော်ရေဦးဆုံးပေါက်စီဂျုံကိုနှုတ်စီပူးနဲ့တပူးနဲ့တစ်ဝက်စာကိုပကံတစ်လုံးထဲကိုထည့်ပေးလိုက်ပါတယ်ပြီးတော့စားလက်ဖက်ရည်စွန်းနဲ့တစ်ဝက်စာလောက်နဲ့ဘေကီဖောင်တာလက်ဖက်ရည်စွန်းနဲ့တစိုးစာလောက်ကိုထည့်ပြီးတော့နည်းနည်းလေးမှွေထားပေးလိုက်ပါတယ်ပြီးရတဲ့သူတွေကိုဒီဟင်းချက်တက်စီထမင်းစားစွန်းနဲ့3စိုးစာလောက်ကိုထည့်ပေးလိုက်ပါတယ်ရှင်ကဲပြီးတော့ဖြိုးခဏကနှက်ထားတဲ့ဒီ yeast ရေလေးကိုထည့်ပေးလိုက်ပါမယ်နော်ဖြိုးကတော့ရေကိုနည်းနည်းချင်းစီထည့်ပြီးတော့နယ်သွားပေးလိုက်ပါတယ်ဒီနှက်ထားတဲ့ yeast ရေလေးကိုထည့်လိုက်ဒီလိုမျိုးနယ်သွားလိုက်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးသုံးထားတဲ့ရေ160 ml လောက်ရှိပါတယ်ဒီနည်းလေးရဆိုလို့ရှိရင်ပေါက်စီရဲ့အသားလေးကနူးနူးအေးအေးလေးနဲ့ဖောက်ဖောက်တင်းတင်းနဲ့အရန်ကိုစားလို့ကောင်းပါတယ်ကဲဖြိုးတဲ့မုတ်သားလေးတွေကနှက်သွားပြီးတော့ပေါ့နော်နည်းနည်းလေးချောလာတဲ့နေထားလေးရောက်တဲ့ထိနယ်သွားပေးမှာဖြစ်ပါရဲ့နော်ဖြိုးကတော့ဒီဘက်နဲ့သွားလိုက်တာကြာချိန်9 မိနစ်လောက်ရှိပါတယ်ကဲဖြိုးနဲ့သွားလိုက်တာမုတ်သားလေးတွေကနှက်ပြီးတော့ဒီလိုမျိုးချောချောလေးဖြစ်လာပြီဆိုလို့ရှိရင်တော့သူ့ကိုနောက်ထပ်တစ်ဆစာပွားလာတဲ့ထိပေါ့နော်နှက်ထားပေးလိုက်ပါတယ်ဖြိုးကတော့ဒီမှာတစ်နာရီလောက်ကြာပါတယ်ရှင်နှက်ထားပေးလိုက်တာဒါကတော့ပေါက်စီအစာလုံးရန်အတွက်ဖြိုးသုံးပြထားတဲ့ဝက်သားကြီးပဲဖြစ်ပါတယ်ဒီနေရာမှာဝက်သားမကြိုက်ရင်တခြားကိုနှစ်သက်ရသားငါးကိုအသုံးပြုနိုင်ပါတယ်ရှင်သူ့ရဲ့ဖြိုးကပပလှိထားတဲ့ကြက်သွန်မိတ်နှဲငယ်နဲ့အတုံးသေးသေးလေးတွေလှိထားတဲ့ကြက်သွန်တွေအကြီးနှဲငယ်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ငှက်ကောင်းမှုန့်နှဲငယ်ကိုပါတစ်ခါတည်းထည့်ပေးလိုက်ပါတယ်ရှင်ရက်သားတော့ကတော့သူ့ရဲ့ကိုအသားမှုန့်နှဲငယ်ပြီးတော့တခြားပြီးတော့ပန်းငတ်ပြဲအကြီးကိုကြတော့ထမင်းစားစွန်းနဲ့တစွန်းနဲ့တစ်ဝက်စာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ QC ကိုလည်းထမင်းစားစွန်းနဲ့တစွန်းနဲ့တစ်ဝက်စာလောက်ကိုပဲထည့်ပေးလိုက်ပါတယ်ရှင်ပြီးတော့ပြောင်းကော်မုတ်ကိုထမင်းစားစွန်းနဲ့နှစ်စွန်းစာလောက်ကိုထည့်ပြီးတော့တမတွားအောင်နဲ့ထားပေးလိုက်ပါတယ်ဒါကတော့ဖြိုးအစာတုတ်တဲ့ပုံစံလေးပေါ့နော်ဒီအထက်ကအစာတုတ်တာကလည်းကိုတိုက်တယ်လို့ပေါ့နော်ကိုဆင်ပြေတယ်လို့လေးရတာဆက်ပြီးတော့အစာကိုလုံနိုင်ပါတယ်နော်ခဏလောက်နေပြီးတာနဲ့သူ့တွေကိုဖြိုးကစီထမင်းစားစွန်းနဲ့နှစ်စွန်းစာလောက်ကိုထည့်ပြီးတော့ပြန်ပြီးတော့နဲ့ထားပေးလိုက်ပါတယ်စီကိုကြတော့ဖြိုးရိုးရိုးဟင်းချက်တဲ့စီကိုပဲအသုံးပြုထားပါတယ်ရှင်ဒီနည်းလေးဆိုလို့ရှိရင်တော့ဒီဝက်သားကချိုနူးနူးလေးနဲ့အရင်ကိုစားလို့ကောင်းပါတယ်ဖြိုးကအထက်ကစားဖြစ်ဒီဝက်သားနဲ့ကြက်ဥပြုတ်လေးနဲ့ငယ်ကိုတုံးထားပါတယ်ကဲဖြိုးတို့နှက်ထားတဲ့မုတ်ကလည်းတနားရီလောက်ရှိနေပြီဆိုလို့ရှိရင်တော့သူ့ကိုအဖိုးလေးဖွင့်ပြီးလို့ရှိရင်တော့လေတွေထွက်သွားအောင်ပေါ့နော်ဒီလိုမျိုးလေးပေါက်လေးတွေဖောက်ထားပေးလိုက်ပါမယ်နော်တကယ်ဆိုလို့ရှိရင်ဖြိုးနှက်ထားတာတနားရီတော့မပြည့်ဘူးပေါ့နော်သူကဖောင်းမြန်တယ်ပေါ့နော်ဒါကတော့ဖြိုးတို့သုံးတဲ့မုတ်ပွားစီနဲ့ဆိုင်တယ်ပေါ့နော်တကယ်လို့ဖြိုးတို့ရဲ့မုတ်ပွားစီကမကောင်းဘူးဆိုလို့ရှိရင်သူတော့တောင်းနဲ့မဖောင်းပေါ့နော်ကဲပြီးရင်တော့သူ့နည်းနည်းလေးနှိမ့်နေပြီလို့ရှိရင်တော့အပြင်ထုတ်ပြီးတော့ခဏလောက်နှိမ့်နေပြထားလိုက်ပါမယ်နော်လေလေးတွေထွက်သွားအောင်ပေါ့နော်ကဲနည်းနည်းပါနှိမ့်နေပြီလို့ရှိရင်တော့ဖြိုးတို့သူ့ကိုလိုအပ်တဲ့အတုံးလေးတွေတုံထားပေးလိုက်ပါမယ်နော်အတုံးကြီးအသေးကတော့ကိုစိတ်ကြပါရှင်ဖြိုးကတော့အတုံးတအားလေးလည်းမကြည့်တအားလေးလည်းမသိနေထားလေးတွေတုံထားပေးလိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးမှာ10လုံးစာလောက်ရတယ်ပေါ့နော်ပြီးရတဲ့သူ့ကိုအလုံးလေးတွေလုံထားပေးလိုက်ပါတယ်ဒီလိုမျိုးလေးပေါ့နော်အလုံးလေးတွေလုံထားပေးလိုက်ပါတယ်ရှင်စုစုပေါင်းဆိုလို့ရှိရင်တော့ဖြိုးမှာ10လုံးရပါတယ်ရှင်ကဲအလုံးလေးတွေလုံးလို့ပြီးပြီဆိုလို့ရှိရင်ဖြိုးတို့သူ့ကိုဒီလိုမျိုးလေးပေါ့နော်ကိုစင်ပြရဟာလေးတစ်ခုခုနဲ့အသားလေးဖိထားပေးလိုက်ပါမယ်နော်ဖိတဲ့ချိန်မှာဖြိုးကဒီနဘေးကိုပဲအားလေးစိုက်ပြီးတော့ဖိထားပေးပါတယ်ဒီအလဲမှာကျတော့အသားကိုပြမပါချင်းပေါ့နော်ဒီမုတ်သားပါရင်ဖြိုးတို့အစာတုတ်တဲ့ချိန်မှာပေါက်မှာဆိုတဲ့အတွက်ဒီအလဲမှာကျတော့ခက်တူတူနေထားလေးတွေထားပေးပါတယ်နဘေးကိုပဲဒီကအားစိုက်ပြီးတော့အသားလေးလှိတ်ထားပေးလိုက်ပါတယ်ရှင်ကဲခုဆိုလို့ရှိရင်တော့ဒီလိုမျိုးအပြားလေးရပြီပေါ့နော်အပြားလေးရပြီဆိုလို့ရှိရင်ဖြူတို့အစာကိုကိုလိုအသက်လောက်ထည့်ပေးလိုက်ပါမယ်နော်ဖြူကတော့ကြက်ဥလေးနဲ့ဒီဝက်သားလေးနဲ့ကိုအသုံးပြုထားပါတယ်ကဲပြီးရင်တော့သူ့ရဲ့နဘေးလေးတွေကိုဒီလိုမျိုးဆုပြီးတော့တင်သွားပေးလိုက်ပါမယ်နော်ဒီပေါက်စီကတော့ဖြူလဲလောက်တာတအားရတော့မကျွမ်းဘူးပေါ့နော်ဒါပေမဲ့လည်းအဆင်ပြေတယ်လို့လေးပေါ့နော်ဖြူတက်တဲ့လောက်လေးလုပ်ပြထားပါတယ်ရှင်ကဲဒီလိုမျိုးလေးဖြူတို့ဆုပြီးတင်တော့ပေးလို့ရှိရင်တော့ရပါပြီနော်ဒီနေ့ထားဆိုလို့ရှိရင်တော့တစ်လုံးရပါပြီပြီးရင်တော့ဖြူတို့အောက်ကစက်ကူလေးနဲ့ခံထားပေးလိုက်ပါမယ်နော်ကဲဒါဆိုလို့ရှိရင်တော့တစ်လုံးရပါပြီနော်ဖြူတို့အားလုံးလုံးလုပ်ပြီးဆိုလို့ရှိရင်သူ့ကို15မိနစ်လောက်ပေါ့နော်နှက်ထားပေးအောင်ဖြစ်ပါတယ်နည်းနည်းလေးအလုံးလေးကြီးလာတဲ့ထိပေါ့နော်တကယ်လို့ဒီနေရာမှာအလုံးတအားရင်မကြီးလာသေးဘူးဆိုလို့ရှိရင်မိနစ်30လောက်နှက်ထားပေးနေပါတယ်ရှင်ကဲဒါကတော့ဖြူ15မိနစ်လောက်နှက်ထားပေးလို့ရလာတဲ့အနေထားလေးပဲဖြစ်ပါတယ်
ကဲပေါက်စီလေးတွေလည်းပွားလာပြီဆိုလို့ရှိရင်တော့ဖြိုးလို့စပြီးတော့ပွက်ပွက်ဆူတဲ့ရင်တွေအိုးပေါ်မှာ15မိနစ်လောက်ပေါင်းထားပေးလိုက်ပါတယ်ဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြိုးလို့ပေါင်းသွားလိုက်တာ15မိနစ်ပြည့်လို့ရလာတဲ့နေထားလေးပဲဖြစ်ပါတယ်ပေါက်စီလေးတွေကလည်းဖောင်ဖောင်တင်းတင်းလေးနဲ့ကြက်နေပြီဆိုလို့ရှိရင်တော့ရပါပြီနော်ကဲခုဆိုလို့ရှိရင်တော့အရန်လည်းရတာရှိပြီးတော့ပြုလုပ်နည်းလေးကလည်းအရန်ကိုလွယ်ကူတယ်ဖြိုးလို့ရဲ့ဝတ်သားပေါက်စီလေးကတော့စားဖို့စစ်သဖြစ်နေပါပြီရှင်စားလို့လည်းအရန်ကောင်းပြီးတော့လုပ်နည်းလေးကလည်းအရန်လွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်စီစဉ်လို့ဖြစ်နေပါရှင်